ခြားကြံရင်ဆိုင်တွေကရရှိတဲ့အမြန်ဆုံးတွေကိုပါအလှူဒါနပြုပါတယ်။ဒါလို့ကြံရင်ဆိုင်9ဆိုင်လုံးကရရှိတဲ့အမြန်ဆုံးတွေကိုအနည်း1000ကာလပတ်လုံးပေးလူခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူရရဲ့တက်တန်းဟာအနည်း1000တက်တန်းဖြစ်တယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ကွယ်လွန်တဲ့အခါကျွတ်မဟာရိနတ်ပြည်မှာကိုယ်ရမည်သောနာမည်ဖြစ်လာတယ်။နောက်တော့အခါဝေဒနာမြည်တဲ့မင်းနေပြည်တော်မှာမင်းဖြစ်ကိုရရှိတဲ့အတွက်ကြောင့်မင်းနေပြည်တော်ကိုအစွဲပြုပြီးဝေဒဝနာမည်ဆိုခေါ်ဆိုကြပါတယ်။နဘလူတို့ရဲ့ကြီးမှုဖြစ်တဲ့အတွက်နဘလူပေါင်းချမ်းရကခုံတိစုပွဲတို့နဲ့ဝင်းရောပြောပါစွာနေထိုင်နေ။အဲ့ဒီနာမည်ကြီးလေးယောက်တို့ကကိုအားမလာကြီးတဲ့သားတော်ကိုချိန်တယောက်စီရှိကြတယ်။အဲ့ဒီသားတော်ရဲ့အမည်ကိုမိမိတို့ရဲ့အရှင်သားမီးရဲ့အမည်အတိုင်းအိနာလိုကြီးအမည်တကူလေးပေးထားကြတယ်ဆိုပြီးတုတ်ပါထေယပါဠိတော်အာနာနန္ဒိယသုံးနဲ့သမောဟဝိနောတနီအထကထာတို့မှာ